နောက်ဆုံးချိန်ကလေးပေါ့အဲ့ဒါတစ်စက္ကန့်ပြီးတစ်စက္ကန့်မိမိတို့ဝင်လာကြတဲ့ပုံမှာအရေးအတွက်ကိုအတိကမထားနဲ့ကိုယ့်ရဲ့ကျင်တိုင်းပုံမှာကိုယ်စိတ်ကလေးတွေဘလောက်လွတ်မြောက်သွားတယ်လဲဆိုတာလေးကိုသာမိမိစိတ်ကိုမိမိစစ်ပြီးတော့တရားကိုကျင့်ရတယ်စက္ကန့်အရေးအတွက်နာရီအရေးအတွက်ဘလောက်ရှိပြီဘလို့ရှိပြီဆိုတာကအရေးအတွက်တာရှိတယ်ကိုယ်စိတ်ရဲ့တကယ်လွတ်မြောက်မှုရှိမရှိဆိုတာကိုယ်ပဲအတိဆုံးဖြစ်တယ်အဲ့တော့အတိဆုံးဖြစ်တဲ့အခါကျတော့ကိုယ်စိတ်ကိုပဲစစ်ပြီးတော့တရားကိုထိုင်ကြရမယ်အဲ့တော့ဒီစိတ်ကလည်းပဲမိမိတို့တန်တရားလုံးကငါကိုငါဟာလို့ဆွဲလာခဲ့တဲ့သမှုတရားတွေအာကြည့်တဲ့အခါကျတော့တော်ရုံလည်းပဲချေချွတ်လို့မရဘူးအဲ့တော့ဝေဒနာနဲ့တိုက်ပြီးတော့ကိုယ့်ရဲ့စိတ်ဆွဲလေးတွေကြီးလေးတွေကိုဖယ်ရှားသွားရအဲ့တော့အင်းကြီးတစ်ထည်လောကအတိုက်ကလည်းလွတ်အောင်နေတတ်တယ်လို့ကိုမပယ်နိုင်သေးတဲ့စိတ်တွေကိုလည်းမြင်သည့်အတွက်ကြောင့်အဲ့ဒီမပယ်နိုင်သေးတဲ့စိတ်ကလေးတွေကိုပြစ်မှတ်ထားပြီးတော့ဒီနေမျိုးနဲ့ကိုဉာဏ်ရှိတယ်လို့ဒီဝိဇ္ဇာစရဏဝိဇ္ဇာဆိုတဲ့အသိဉာဏ်နဲ့စရဏဆိုတဲ့အကျင့်နဲ့တွဲပြီးတဲ့အခါကျတော့သွားရတယ်အဲ့ဒါလို့သွားတဲ့အခါကျတော့မှကိုယ့်ရဲ့စိတ်မှာမရှိရင်မရှိတော့ပါလားလို့လည်းသိတယ်ကုန်ရင်လည်းကုန်ပါပြီလားလို့လည်းသိတယ်အဲ့တော့အခါကျတော့ဒီတရားတွေကမိမိတို့တန်တန်မှာတကယ်ဆောင်ထားတိုက်တယ်ဒီတတိပဋ္ဌာန်တရားတွေဟာဒီပစံပေးပြီးဝယ်စရာလည်းမလိုကိုယ်စိတ်ကလေးကိုတတိထားပြီးတော့ကိုယ်တိုင်စောက်ရှောက်တတ်တဲ့ဒီတရားကိုကမနက်ကနေညအိယာဝင်ချိန်အတွင်းလေးမှာတတိဆိုတဲ့တရားလေးနဲ့ကိုယ်စိတ်ကိုစစ်ပြီးတော့နေလို့ရှိရင်အတိုင်းနဲ့ကြုံလာလို့ရှိရင်ကိုယ့်ဘက်ကစိတ်ကိုပဲပြည့်မှတ်ထားရတယ်အဲ့တော့တနေ့တာအတွင်းလေးမှာဖြစ်တဲ့စိတ်ကလေးတွေကိုကိုယ့်အကိုပြန်မြင်ပြန်သိပြီးတော့အမှတ်တမဲ့မနေရအောင်အဲ့ဒီအမှတ်တမဲ့နေခြင်းဒီမောဟနဲ့နေတာပဲတရားကျင့်တဲ့ယောဂီဒီအဲ့လိုအမှတ်တမဲ့မနေပဲနဲ့ကိုယ့်ရဲ့စိတ်ကလေးကိုပဲကိုစစ်ပြီးတော့သွားလာဆဆတောက်အပေါ်မှာဒီခန္ဓာဝိကိုမဖြစ်မနေဖြစ်တင်းပေးရတာကတလုံးခန္ဓာဝိမဖြစ်မနေဖြစ်တင်းပေးတဲ့ပုံမှာပစ္စုပန်အကြောင်းတရားပေါ်နေအကြောင်းထက်လုံးမဲ့ဒီကိုယ့်ရဲ့အတွင်းစိတ်ကလေးတွေကိုလည်းပဲပြန်စစ်ပြီးတော့သွားရတယ်အဲ့တော့လောကီလှုပ်လဲလှုပ်တယ်လောကုတ္တရာလှုပ်လဲလှုပ်ပြီးသားဖြစ်သွားတယ်တရားတွေကြတော့မိမိတို့ထိုင်ချိန်မရှိလို့တရားမထိုင်ဘူးတရားမဟုတ်ဘူးလို့အဲ့ဒါလို့မဟုတ်ဘူးထိုင်တဲ့ချိန်မှာဒီတမာတိကိုယူပြီးတဲ့အခါကျတော့ခန္ဓာမှာစီစစ်တို့သဘောပေါက်တဲ့အတိလေးတွေဒီနေစဉ်မှာပါတွဲပြီးတော့ရှုသွားရတယ်အဲ့တော့ဦးဇင်းတို့ကထိုင်ခွင့်ရဲ့နေစဉ်ရဲ့ကိုခွဲခြားပြီးတော့မိမိတို့ကတရားကိုမြင်နေတယ်အမှန်မှာတော့ဒီတရားဒီထိုင်ခွင့်နေစဉ်နေမပါပါဘူးကိုယ်စိတ်ကလေးကိုတတိထားတက်သွားပြီဆိုလို့ရှိရင်ထိုင်ခွင့်မှာလည်းပဲဒီသဘောပဲနေစဉ်မှာလည်းပဲဒီသဘောပဲလို့သဘောတစ်ခုပေါ်မှာဒီခြေချမိသွားပြီဆိုလို့ရှိရင်ထိုင်မှမဟုတ်တော့ပဲနဲ့နေစဉ်လေးတွေမှာပါရှုတတ်လာတယ်အဲ့တော့နေစဉ်တွေမှာကျတော့ဘာကိုတတိထားရတယ်လဲဆိုတဲ့အခါကျတော့အတိုက်ဆိုတာလာတယ်မြင်မှုကြားမှုနားမှုဒါထိမှုအတိုက်တွေလာတယ်ထိုင်ခွင့်ဆိုတာကကြတော့မိမိတို့ဒီခန္ဓာရဲ့ဗုဒ္ဓယုတ်ကြီးရဲ့အတိုက်ကိုအထောင်ထားတာကြာဘာလို့ထိုင်ခိုင်းတာလဲဆိုတော့ဒီဗုဒ္ဓယုတ်ကြီးဟာတရားတော်ကြီးကိုအဲ့ဒီဗုဒ္ဓယုတ်ကြီးကဖောက်ပြန်မှုထင်ရှားလာတော့မှဝေဒနာနံခံစားမှုလေးတွေပေါ်လာတယ်ဝေဒနာနံခံစားမှုလေးတွေပေါ်လာတော့မှခံစားမှုပေါ်ကနေပြီးတော့မလွတ်မြောက်တဲ့စိတ်ရဲ့အလိုလေးတွေဖြစ်ချင်ခြင်းမဖြစ်ချင်ခြင်းတွေကိုမပယ်နိုင်သေးတဲ့ကြီးလေးတွေတွေ့လာရတယ်အဲ့ဒါလို့တွေ့လာတော့မှပဲပြန်သိတဲ့အတိကနီလန်တစ်ခုကနေမှဒီမပယ်နိုင်သေးတဲ့စိတ်လေးတွေကိုအတိညာဏ်ကပိုင်းဖြတ်သွားတယ်အဲ့ဒါခါကျတော့
ထိုင်ခွင်ကိုဘယ်လိုလဲအရေးကြီးတယ်လဲဆိုလို့ရှိရင်နေစဉ်မှာမိမိတို့လွတ်လွတ်လပ်လပ်တာတာရရနဲ့ပေါင်းတင်ပြီးတော့နေတဲ့စိတ်ကလေးကတတိမကတ်နိုင်ဘူးအာယုန်ထဲမှာမျောပြီးတော့နေ့တူကကိစ္စဝဝပေါ်မှာဒီကြောင့်ကြစိုက်ပြီးတော့နေကြရတဲ့အတွက်ကြောင့်ဒီကိုယ့်ရဲ့စိတ်ကိုတတိကလည်းပဲချိန်တိုင်းမထားနိုင်ဘူးမထားနိုင်တဲ့အခါကျတော့ထိုင်ခွင်ကြတော့သူကအပြင်နေစဉ်ကစိတ်တွေအာယုန်တွေကိုအကုန်လုံးလွှတ်ချလိုက်တယ်လွှတ်ချလိုက်ပြီးတဲ့အခါကျတော့ဒီထိုင်ခွင်ရုပ်ဣရိယာပုတ်ကိုမလှုပ်မပြင်းလေးနဲ့တည်ထားလိုက်တယ်အဲ့ဒီတည်ထားတာဒီအကြောင်းမဲ့တည်တာမဟုတ်ဘူးဒီအကျိုးတရားရုပ်ပေါ်ကနေမှထင်ရှားဖြစ်ပေါ်လာမဲ့ဓာတ်ကြီးလေးပါးရဲ့ဖောက်ပြန်မှုတွေဝေဒနာနံခံစားမှုတွေကိုထောင်တာဒီအထောင်ထားရတာပေါ့တောချက်တည်ထားသလိုအိမ်ချက်တည်ထားသလိုကိုရှုကျင်တာကကိုရိုက်ချင်တာကတောချက်ကိုရိုက်ချင်တယ်ကိုကတောချက်ကိုဖမ်းမဲ့သူကတောချက်ပင်နာနေမှမသိဘူးအဲ့တော့အိမ်ချက်ကိုမွေးမြူထားတဲ့အိမ်ချက်ကိုတောထဲမှာခြိထားရတယ်နောက်တော့ဒီအိမ်ချက်ကကြာနေတော့ခွတ်တွန်လာပြီဆိုတဲ့အခါကျတော့တောထဲမှာနေတဲ့ဘယ်မှမသိတဲ့တောချက်တွေဟာဒီအိမ်ချက်ကိုလာခွတ်တယ်လာခွတ်တော့မှမဟုတ်ဆိုးဖြစ်တဲ့သူဟာဒါကအိမ်ချက်ပဲဒါကတောချက်ပဲလို့ခွဲခြားသိပြီးတော့တောချက်ကိုရိုက်ဖမ်းတယ်အဲ့တော့ဒီတောချက်တွေရတာပေါ့အဲ့ဒါလိုပဲဒီထိုင်ခွင်မှာမိမိတို့ဘာဖြစ်လို့ရေးကြည့်တယ်လဲဆိုတော့ဒီရုပ်ကိုကျိုးတရားရုပ်ကိုအထောင်ထားတာအဲ့ဒီကျိုးတရားရုပ်ကာယကိုဒီမလှုပ်မပြင်းပဲနဲ့အိန္ဒြေကိုငြိမ်သက်အောင်စောင့်ရှောက်ပြီးတော့တည်ထားလိုက်တဲ့အခါကျတော့မှသူ့အတွင်းမှာရှိတဲ့ဓာတ်ကြီးလေးပါးရှိတရားတွေတွန်းလာတယ်ဝေဒနာနံခံစားမှုတွေတွန်းလာတယ်ဒါအိမ်ချက်ကိုခြိထားလိုက်တယ်အိမ်ချက်ခြိထားပြီးတဲ့အခါကျတော့အဲ့ဒီမှာကိုယ့်ရဲ့မပယ်နိုင်သေးတဲ့စိတ်တွေကလာပြီးတော့ခွတ်တယ်စိတ်မရှိတာလေးတွေတိမခံကျင်တာလေးတွေထထွက်သွားကျင်တာလေးတွေအလိုတွေပေါ့အလိုတွေလာသလိုမလိုချင်တဲ့ဒီဒေါသလေးတွေကလည်းဖြစ်တာပဲစိတ်မရှိတဲ့စိတ်ကလေးတွေအဲ့ဒီကိုယ့်ရဲ့ဝိသိကိစ္စစိတ်ကလေးတွေအမျိုးမျိုးသူကစိတ်တွေရဲ့မျိုးစုံဒီခန္ဓာကိုလာပြီးတော့ခွတ်တယ်အဲ့တော့ခွတ်တဲ့အခါကျတော့မှတတိဆိုတဲ့မုတ်ဆိုးကချောင်းပြီးတော့ဒါကတော့အကျိုးတရားပဲဒီအကျိုးတရားယုတ်ကြီးကိုရိုက်ရတာမဟုတ်ဘူးဒီအကျိုးတရားယုတ်ပေါ်ကိုလာခွတ်နေတဲ့ဒီတိစိတ်ကလေးတွေကအဲ့ဒီမှာလာပြီးတော့အမျိုးမျိုးကိုမပယ်နိုင်သေးတဲ့ဒေါသစိတ်ကလေးတွေမပယ်နိုင်သေးတဲ့စိတ်မရှိတာလေးတွေမပယ်နိုင်သေးတဲ့အလိုလေးတွေကတစ်မျိုးမဟုတ်တစ်မျိုးလာပြီးတော့ဒီယုတ်ကိုအကြောင်းလုပ်တယ်အဲ့တော့မှဒီမုတ်ဆိုးနဲ့တူတဲ့တတိနဲ့ဉာဏ်တွေကဒီတောချက်နဲ့တူတဲ့မပယ်နိုင်သေးတဲ့စိတ်လေးတွေကိုစောင့်ပြီးတော့ရှုတော့တောချက်တွေကိုရသွားသလိုကိုယ့်ရဲ့စိတ်တစ်လုံးကိုမိသွားတဲ့အခါကျတော့လေဒီစိတ်ချုပ်ရလေးကိုမြင်သွားတော့ကိုယ့်ရဲ့အတွင်းစဒတဏ္ဍန်ကမပယ်နိုင်သေးတဲ့စိတ်ကလေးတွေဒီတထိုင်ပြီးတထိုင်ရော့လာတယ်တရားအထုတ်တယ်ဆိုတာကရသွားတာမဟုတ်ဘူးကိုယ့်ရဲ့ဒီခန္ဓာမှာဒီဆွဲထားတဲ့စိတ်ကလေးတွေရော့ကုန်တာအဲ့တော့လောဘလေးတွေရော့လာတယ်ဒေါသလေးတွေရော့လာတယ်အရော့လို့ရောမှန်မသိဘူးမသိတဲ့အခါကျတော့တစ်ဖက်ကလည်းပဲသူကတရားမှာမျက်စိလဲစရာကောင်းတာကထိုင်လာတဲ့အခါကျတော့တမာတိတက်လာတယ်စိတ်တည်ကြည်မှုရလာတယ်စိတ်ငြိမ်သက်မှုရလာတယ်အဲ့ဒီတမာတိစိတ်တည်ကြည်မှုစိတ်ငြိမ်သက်မှုရလာတဲ့အခါမှာကိုယ့်ရဲ့မနှောတည်ကြည်နေတယ်အဲ့ဒီမနှောစိတ်ကလေးကြည်နေတဲ့အချိန်မှာတိတိတင်လေးတွေကအစသူကဒီပေါ်ပြတာတွေကိုမြင်နေရတယ်အဲ့တော့မသိကျင်လဲသိကျင်လဲသိလာရတယ်ကိုယ်စိတ်ရဲ့ဒီအယူပုံလေးတွေစိတ်ဖြစ်ပုံလေးတွေခံစားပုံလေးတွေနည်းနည်းလေးတိတိလေးဖြစ်တာနဲ့တိတိလေးဖြစ်တာနဲ့ကိုယ်မှာအကြီးကျယ်ကြီးကိုသိနေရတယ်အဲ့တော့ငါမှတရားထိုင်တော့ကတရားမထိုင်ခင်တော့ဘာမှမရှိဘူးခုတရားထိုင်လုံးမှငါမှလောဘတွေကကြီးလိုက်တာဒေါသတွေကကြီးလိုက်တာလို့သူကမြင်လာတယ်အမှန်မှာတော့တရားမထိုင်တော့ကမသိတာဒီမောဟကပိတ်ပုံးပြီးတော့မိမိတို့ကပေါင်းနေတဲ့အတွက်မသိတာအခုတရားထိုင်လို့သိလာတာဒီမနောမှာကြည်တက်ကလေးရလာတဲ့အခါကျတော့စိတ်တွေရှင်းနေတဲ့အချိန်မှာကိုယ့်ရဲ့လောဘစိတ်ကလေးဖြစ်မှန်းနေထင်ထင်ရှားရှားသိတယ်ဒေါသစိတ်ကလေးဖြစ်မှန်းနေထင်ထင်ရှားရှားသိလာအခုမှမကောင်းတဲ့စိတ်ကလေးတွေ
ပေါ်လာရင်လည်းပေါ်လာမှန်းလေချက်ချင်းသိပြီးတော့တိတိတင်မခံနိုင်တော့အဲ့တော့တစ်ဖက်နဲ့အတိုက်နဲ့နေစဉ်မှာတွေ့တဲ့အခါကျတော့လည်းပဲကိုယ်စိတ်ထဲဖြစ်တဲ့တိတိလေးတွေကစမြင်နေတဲ့အခါကျတော့သူများကိုဒီမရှုနိုင်တော့ကိုယ်စိတ်ကလေးကိုပဲကိုပြန်တတိထားပြီးတော့စောင့်ရှောက်နေရတယ်အဲ့တော့တရားအထုတ်တဲ့ယောဂီကဒီတီလာပိုင်းတမာရီပိုင်းမှာတော့မိမိတို့ငြိမ်မှုချုပ်မှုလေးတွေနဲ့ကောင်းတယ်နေလို့ထိုင်လို့ကောင်းတယ်အထက်ကိုတက်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အတွင်းအစ္စဒတဏ္ဍာကမကောင်းတဲ့စိတ်တွေအကုန်လုံးမြင်လာရတဲ့အခါကျတော့ပရပွားဖြစ်လာတဲ့ဒီစိတ်တွေကမနိုင်မနှင်းကိုပေါ်တာပဲကြည့်လိုက်တိုင်းလဲမကောင်းတာတွေကြီးပဲဒီစိတ်ကိုတွေ့လာတော့ငါတော့တရားအထုတ်တာမှားပြီလို့တောင်မှသူကညှိတတ်ကြတယ်အမှန်မှာတော့ဒီစိတ်တွေတွေ့လာရခြင်းမြင်လာရခြင်းဒီတိပဲစိုက်ပွားတိပြီးပေါ်မှာသူကဒီစိတ်ရဲ့ဒုက္ခတွေကိုမြင်ပြီးတော့မှဒီပေနိုင်တဲ့အသိဉာဏ်ကပေါ်လာရတာကိုဓမ္မစင်ကအဲ့တော့ပေါ်လာဘလောက်ပဲပေါ်လာကိုကဒါဒီလွတ်မြောက်ဖို့အတွက်လမ်းစာတော့ရပြီလို့သူကအားတရတယ်အဲ့တော့ကို့မှာလည်းပဲဒီမကောင်းတဲ့စိတ်တွေကဘာဖြစ်လို့ပေါ်ရတာလဲဆိုတဲ့အခါကျတော့ကောင်းမှမကောင်းတာကိုငကိုယ်တည်းကမှကောင်းတာရှိတာမှမဟုတ်တာအဲ့တော့မိမိကကောင်းတာကိုမျှော်လင့်ပြီးတော့တရားကိုရှားတယ်တရားကကြတော့မကောင်းတာတွေကိုပြပေးတယ်ပြပြီးတော့ကောင်းတာကိုလိုချင်နေတဲ့အလိုလေးကမကောင်းတာတွေပေါ်လာတော့မကြိုက်ပြန်တရားမှမသိဘူးအဲ့ဒါလိုပေါ်လာတာကိုတရားလို့ကိုမထင်ဘဲနဲ့မတရားစိတ်တွေလို့ပြန်ပြီးတော့ကိုပြန်ပြီးတော့ဆွဲပြန်တယ်မှန်မှာတော့ဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီတရားအထုတ်တဲ့ယောဂီရဲ့စိတ်ဟာကောင်းတာကိုမျှောနေတဲ့အတွက်ကြောင့်ကောင်းတာကိုမျှောပြီးတော့ကောင်းမလားလို့ကျင့်ရင်းနဲ့တရားကပေါ်ပြတာတွေကမကောင်းဘူးလို့ပြလာတာကိုမကောင်းဘူးလို့လက်မခံဘဲနဲ့ကောင်းတာပဲရွေးရှာတယ်အဲ့တော့ကောင်းတာပဲရွေးရှာလေမကောင်းတာပဲတွေ့လေဖြစ်လာတဲ့အခါကျတော့ကိုယ်ထင်တယ်လို့တရားကမဟုတ်တော့အထက်ရောက်တဲ့အခါကျတော့ငါအရင်တော့ကငြိမ်မှုချုပ်မှုလေးနဲ့နေရတာမှကောင်းသေးတယ်အခုတော့ဇက်တိုက်ကျင်လာလေရုပ်ရဲ့ဒုက္ခတွေကပိုးမြင်လာလေဇက်တိုက်ကျင်လာလေမကောင်းတဲ့စိတ်တွေရဲ့ဒုက္ခတွေကပိုးမြင်လာလေဆိုတဲ့အခါကျတော့တရားကိုနောက်ဆုတ်ခြင်းတယ်ဒါပေမဲ့လို့ဒီတရားကလည်းတရားကိုပြန်ဆောက်ရှောက်တဲ့အခါကျတော့နောက်ဆုတ်လို့မရတဲ့အခါကျတော့အဲ့ဒီစိတ်တွေကိုပဲကိုယ်မှာလက်ခံပြီးတော့ရှုရတော့တယ်အဲ့ဒါလို့လက်ခံပြီးတော့ရှုလိုက်တဲ့အခါကျတော့မှဒီစိတ်ကလေးတွေကလည်းပဲမမြဲဘူးဆိုတာလေးကိုတွေ့ပြီးတော့ဒီစိတ်ကလေးတွေရဲ့အကြောင်းကျိုးလေးတွေကိုသိမြင်ပြီးတော့အဲ့ဒီစိတ်ပေါ်မှာအယူလွတ်သွားရတယ်အဲ့ဒါစိတ်ပေါ်မှာအယူလွတ်သွားတဲ့အခါကျတော့ဒီစိတ်ကလေးတွေမဖြစ်ဘူးလားဖြစ်တယ်ဖြစ်ပေမဲ့လို့ဒီစိတ်နဲ့ပေါင်းပြီးတော့သူကနေတာမဟုတ်တော့ဖြစ်မှန်းလေးသိတာနဲ့ဖြစ်ကြောလေးတွေတိုးသွားတယ်အရင်တော့ဖြစ်တာနဲ့ပေါင်းပြီးတော့ဒီကိုကောင်းတယ်လို့ထင်ခဲ့တယ်နောက်တော့ဖြစ်တာကိုဖြစ်မှန်းသိလိုက်တာနဲ့သူကဖြစ်ကြောတူသွားတယ်အဲ့ဒီဖြစ်တာကိုဖြစ်မှန်းသိလိုက်တဲ့အောက်မှာကိုယ်စိတ်တွေပေါ်တာလေးတွေကိုမမြင်ဘူးလားဆိုတော့မြင်နေတယ်မြင်ပေမဲ့လို့အကျိုးတရားအနေနဲ့ကောင်းတာပေါ်မကောင်းတာပေါ်ကောင်းစိတ်မကောင်းစိတ်ကိုအယူမထားတော့မထားတဲ့အခါကျတော့ဒီကောင်းစိတ်မကောင်းစိတ်ကလည်းပဲပေါ်ပြီးရင်ပြတ်သွားတာကိုပေါ်ပြီးရင်ပြတ်သွားတဲ့အနိစ္စကိုပဲမြင်နေတဲ့အခါကျတော့ပေါ်တဲ့စိတ်ပေါ်မှာသူကလွတ်မြောက်လာတယ်အဲ့တော့ပေါ်တဲ့စိတ်ပေါ်မှာလွတ်မြောက်လာတဲ့အခါကျတော့အဲ့ဒီလွတ်မြောက်တဲ့နေရာလေးမှာတခါဖြစ်မှန်းသိပြီးတော့အတိနဲ့ပြန်ပြီးတော့ဖုံးထားတဲ့တလွားရှိတယ်ဒါအဲ့ဒီအထက်မှာကျတော့အဲ့ယောဂီကပရမမှာရုပ်ကိုလိုက်ရတယ်နောက်တော့ရုပ်ပိုင်းပေါ်မှာဓာတ်ကြီးလေးပါးကိုတွေ့ပြီးတော့ဒုက္ခနဲ့တွေ့တယ်ဒုက္ခနဲ့တွေ့ပြီးတော့ကိုယ့်ရဲ့မခံချင်တာတွေမဖြစ်ချင်တာတွေအတ္တခေါ်တယ်အဲ့ဒီအတ္တဒိဋ္ဌိတလွာပြုတ်တယ်ဒီရုပ်ပေါ်မှာဓာတ်ကြီးလေးပါးဖောက်ပြန်မှုပြင်းထန်လာတဲ့ချိန်မှာတရားစအားထုတ်တော့ကမိမိတို့ဘလို့လမ်းနဲ့လာခဲ့တယ်လေပြန်ဆင်ခြင်ကြည့်လို့ရှိရင်အခုလိုမျိုးတက်တောင့်တက်တာထိုင်နိုင်တဲ့တန်းပြီးတော့ထိုင်နိုင်ခဲ့တာမဟုတ်ဘူးစပြီးတော့တရားအားထုတ်တော့ကကိုလာလန်းကိုပြန်ကြည့်ရင်ကိုလာလန်းမှာစအားထုတ်ခါစားတော့နေလန်းကလာဒီတကြီးလေးပါးကိုဖြတ်ကျော်ရတယ်
နိုင်ဝတ္တနာရီတောင်မှတရားကိုမထိုင်နိုင်တော့အောင်စိတ်ကြမ်းတွေကိုရှုခဲ့ရတယ်အာနာပါနဇန်နဲ့ရှုလေးတွေနဲ့သိသိပြီးတော့ကိုခက်ကြမ်းကြမ်းဒီစိတ်ကိုနိုင်အောင်ကျင့်ခဲ့ရတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ဒီတကြီးလေးပါရှိတရားဖောက်ပြန်မှုပေါ်မှာမဖြစ်ချင်တဲ့ငါယုံငါကိုလို့သိမ့်ပိုက်ထားတဲ့အတ္တအဲ့ဒီအတ္တဒိဋ္ဌိဒီအားကြီးတဲ့အတွက်ကြောင့်အာနာပါနဇန်နဲ့သိသိပြီးတော့ဒီရုပ်ရဲ့ဒုက္ခဘဝနေပြီးတော့ရှုသွားလိုက်တဲ့အခါကျတော့ဒီမဖြစ်ချင်တဲ့ကိုယ့်ရဲ့ငါယုံငါကိုလို့ဆွဲပြီးတော့တောင်းကျမ်းတဲ့စိတ်တွေဒီပရဘွားပေါ်ပြီးတော့မနိုင်မနှင်းနဲ့ဝင်မှာချုပ်သွားတယ်အတ္တဒိဋ္ဌိပြုတ်သွားတယ်အတ္တဒိဋ္ဌိပြုတ်ပေမဲ့လို့တက္ကာယဒိဋ္ဌိကျန်တယ်အတ္တဒိဋ္ဌိဒီရုပ်ပေါ်မှာမရှိတဲ့အမည်နာမတွေနဲ့ပေါင်းနေခြေတွေကိုယ်တွေလက်တွေလို့ဆွဲပြီးတော့ငါကိုငါဟာလို့သိမ့်ပိုက်ပြီးတဲ့အခါကျတော့ဒီရုပ်ကိုသိမ့်ပိုက်ထားတယ်အဲ့တော့ဓာတ်ကြီးလေးပါဖောက်ပြန်မှုဒုက္ခလည်းကြုံရောပေါင်းချီကိုလက်လို့ဆွဲပြီးတော့ယောက်ျားမိန်းမလို့ဆွဲပြီးတော့ဒါငါဟာလို့သိမ့်ပိုက်ထားတဲ့စိတ်ကရှူရှူရှဲရှဲနဲ့အတွင်းထဲမှာတောင်းကျမ်းတယ်တောင်းကျမ်းလာတဲ့စိတ်ကိုဒီဘက်ကအာနာပါနရှုလေးပေါ်မှာတတိနဲ့သိမ့်တင်သွားရတယ်သိမ့်တင်နဲ့ဖြစ်လာသမျှစိတ်တွေဟာမနိုင်မနှင်းနဲ့ပေါ်သမျှကိုဒီဘက်ကအာနာပါနတတိကတစ်ဖက်ဟိုဘက်မှာဒီဖြုတ်ခြင်းနဲ့လှုပ်ခြင်းနဲ့ပြင်ခြင်းနဲ့ဒီရုပ်ပေါ်မှာလုံးဝမခံနိုင်တော့ပါဘူးလို့တောင်းကျမ်းလာတဲ့အတ္တဒိဋ္ဌိကတစ်ဖက်အဲ့ဒီနှစ်ဖက်ကိုကုသိုလ်နဲ့အကုသိုလ်ကိုလွန်ဆွဲရတယ်အာနာပါနတတိဘက်ကကုသိုလ်စိတ်မဖြစ်ချင်ဘူးမဖြစ်နိုင်ဘူးဒါကြီးဟာငါမခံနိုင်တော့ဘူးဖြုတ်မယ်ပြင်မယ်လှုပ်မယ်နဲ့တောင်းကျမ်းနေတဲ့စိတ်ကတစ်ဖက်ကအကုသိုလ်စိတ်အဲ့ကုသိုလ်နဲ့အကုသိုလ်လွန်ဆွဲပွဲမှာအာနာပါနတတိနဲ့နိုင်နေအောင်တခါတည်းဒီစိတ်တွေကိုသိမ့်တင်လိုက်တဲ့ခါကျတော့ဒီအကုသိုလ်စိတ်တွေလည်းချုပ်သွားရောအာနာပါနဇံပေါ်မှာလွတ်မြောက်မှုလေးတွေရလာတယ်ရလာရင်ကနေပြီးတော့ဗာနဲ့တက်တွေ့တယ်လေဝေဒနာခံစားမှုနဲ့ကြုံလာတဲ့ခါကျတော့အာနာပါနကနေသိမ့်စီလို့မရတော့ပြန်တော့ဓာတ်ကြီးလေးပါးရဲ့သဘာဝကိုသူ့ဆုံးတဲ့အထိကိုတိခံခွန်လွတ်ဆွန့်လွတ်ပြီးတော့လိုက်ရပြန်တယ်လိုက်ရင်နဲ့အဲ့ဒီခုနအာနာပါနဇံနဲ့အကျဉ်းစားသိမ့်သွားတော့ဒီဘက်ကဒီရုပ်ပေါ်ကဖောက်ပြန်တဲ့ဓာတ်ကြီးလေးပါးပေါ်မှာဝေဒနာနံခံစားတဲ့ပေါ်မှာတိခံခွန်လွတ်ဆွန့်လွတ်ပြီးတော့မဖြစ်ချင်ဘူးဖြစ်ချင်တယ်နဲ့ပေါင်းချမ်းတဲ့စိတ်ရဲ့အလိုသင်္ခါရလေးတွေကတစ်ဖက်ဝေဒနာပေါ်မှာတတိကိုကြက်တင်းပြီးတော့သွားတဲ့ဝေဒနာတတိကတစ်ဖက်ပရကာယတတိပဋ္ဌာန်ကနေဝေဒနာတတိပဋ္ဌာန်တခါခြိတိုင်ထားပြီးတော့ဒီဝေဒနာပေါ်မှာကြက်ကုတ်ကြက်ခဲဆွဲမလျှော့တန်းလိုက်ရပြန်တယ်အဲ့ဒါလိုလိုက်ရင်းနဲ့ဒီအတ္တကပါလာပြီးတော့ငါယုံငါကိုလို့ဆွဲပြီးတော့မခံနိုင်ဘူးဆိုတဲ့အတ္တဒိဋ္ဌိလေးဟာဝေဒနာနဲ့တိုက်စားပြီးတော့အဲ့ဒီစိတ်ကလေးဘွယ်မှာချုပ်သွားတယ်အဲ့လိုချုပ်သွားတော့အတ္တဒိဋ္ဌိတလွာပြုတ်သွားတယ်အဲ့တော့အတ္တဒိဋ္ဌိတလွာပြုတ်သွားပြီမဲ့လို့မိမိတို့တက္ကာယဒိဋ္ဌိကနေမလွတ်သေးပါဘူးအတ္တဒိဋ္ဌိဆိုတာကကြတော့မရှိတာအပေါ်မှာငါကိုငါဟာလို့ဆွဲလန်းတာမရှိတာဒီပါတွေလဲပေါင်းချီကိုလက်ဆိုတာမရှိဘူးယောက်ျားမိန်းမတွေမရှိဘူးပုဂ္ဂိုလ်တ attva ခေါင်းခါချီလက်တွေဆိုတာမရှိဘူးအဲ့ဒီမရှိတဲ့ပုံမှာထင်မှားပြီးတော့ငါဟာလို့ထင်ပြီးတော့သူကဝေဒနာတက်လာလို့ရှိရင်ပေါင်းချီကိုလက်ကြီးတွေထင်ပြီးတော့ရုပ်ကိုပဲသူကငါရုပ်ငါကိုလို့မှားပြီးတော့ဆွဲတဲ့အတ္တဒိဋ္ဌိအဲ့ဒီမရှိတာကိုမှားပြီးတော့ဆွဲတဲ့ဒိဋ္ဌိသူကအတ္တဒိဋ္ဌိသူပြုတ်သွားတဲ့အခါကျတော့ရှိတာကိုပြန်ဆွဲတဲ့ဒိဋ္ဌိတက္ကာယဒိဋ္ဌိရှိတာကဘာလဲရှိတာကခန္ဓာ၅ပါးပဲရှိတယ်ရုပ်ဆိုတဲ့တရားသည်ဖောက်ပြန်တတ်တဲ့သဘာဝရှိတယ်ရုပ်ဖောက်ပြန်တတ်တဲ့ရုပ်သဘာဝအပေါ်မှာနာမ်ခန္ဓာ၄ပါးရှိတယ်အဲ့ဒီနာမ်ခန္ဓာ၄ပါးဒီဖောက်ပြန်တဲ့ဓာတ်ကြီး၄ပါးအပေါ်မှာမှီပြီးတော့ဖြစ်ရတယ်ဖြစ်တဲ့အခါကျတော့ခံစားမှုဆိုတဲ့ဝေဒနာခန္ဓာဒီဖောက်ပြန်မှုပေါ်မှာသွားခံစားတာဝေဒနာခန္ဓာဖောက်ပြန်တဲ့ရုပ်ကိုမှီပြီးတော့ပညာသွားပေးတယ်ဒါဟာတင်းတာပဲတောင်းတာပဲပူတာပဲအေးတာပဲဓာတ်တွေပဲပရမတ်တွေပဲစသဖြင့်ပညာသွားပေးတယ်ပညာခန္ဓာပညာပေးတတ်တဲ့ပညာခန္ဓာပေါ့တခါ
ငြိမ်ငြိမ်မနေပါပဲနဲ့အကြောင်းတစ်ခုမဟုတ်တစ်ခုကိုရှာဖွေလောက်ကင်တတ်တဲ့အာယုံသင်္ခါရလေးကသင်္ခါရခန္ဓာအဲ့ဒီရုပ်ဖောက်ပြန်တဲ့ပုံမှာမသိခြင်းလဲသိခြင်းလဲသိနေရတာလေးကဝိညာဏခန္ဓာသူကအရှိတရားကိုတော့မြင်နေတယ်ဒါပေမဲ့ဒီအရှိတရားပေါ်မှာငါရဲ့လို့တက္ကာယဒိဋ္ဌိဖုံးနေတယ်တက္ကာယဆိုတာကအရှိတရားဒီပါလေခန္ဓာ၅ပါးခန္ဓာ၅ပါးဒီအရှိတရားတက္ကာယခေါ်တယ်အဲ့ဒီအရှိတရားကိုမြင်ပါလျက်နဲ့ဒီအရှိတရားတွေအပေါ်မှာငါရဲ့လို့အထင်မှားနေပြန်တာကဒိဋ္ဌိအဲ့ဒါကြောင့်အရှိတရားပေါ်မှာပြန်ဆွဲတဲ့ဒိဋ္ဌိကြတော့တက္ကာယဒိဋ္ဌိခေါ်တယ်မရှိတာတွေကိုပြန်ဆွဲနေတာကြီးကအတ္တဒိဋ္ဌိခေါ်တယ်ဝေဒနာနဲ့တိုက်ပြီးတော့အတ္တဒိဋ္ဌိပြုတ်သွားပြီဆိုရင်မိမိတို့ဘဝင်လေးမှာငြိမ်ပြီးတော့ချုပ်တဲ့နေရာလေးမှာတာယာပြီးတော့နေတော့အရှိတရားပေါ်မှာမိမိတို့ပြန်ဆွဲနေတယ်ငြိမ်တာလေးတွေချုပ်တာလေးတွေပေါ်မှာတာယာနှစ်သက်ပြီးတော့ဆွဲလန်းနေတယ်ဟိုကအရှိတရားခန္ဓာ၅ပါးကိုမြတ်စွာဘုရားကအနိစ္စတွေတဲ့ဒုက္ခတွေတဲ့ဒီအနတ္တတွေလက္ခဏာနဲ့ကြည့်ရင်ဒါတွေပဲရှိသည့်အတွက်ကြောင့်ဒုက္ခသစ္စာတွေတဲ့အဲ့ဒီဒုက္ခသစ္စာပေါ်မှာပြန်ပြီးတော့မိမိတို့ကဒုက္ခသစ္စာမှမသိဘဲနဲ့ဒီဝေဒနာပေါ်မှာလည်းငြိမ်မှုချုပ်မှုဝေဒနာပေါ်မှာလည်းသွားတာယာနေတယ်အဲ့ဒီအာယုံလေးငြိမ်အောင်ထားနိုင်တဲ့သင်္ခါရပေါ်မှာလည်းပဲငါတရားအထုတ်တာကောင်းလာပြီလို့တက္ကာယဒိဋ္ဌိဆွဲနေတယ်သိတဲ့အတိလေးနဲ့နေရတာအင်မတန်ချမ်းသာတော့သိမှုဆိုတဲ့ဝိညာဉ်ပေါ်မှာငါသိနေတာပဲလို့အတိပေါ်မှာငါဆိုတဲ့တက္ကာယဒိဋ္ဌိဖုံးနေတယ်။ဖောက်ပြန်တဲ့သဘာဝပေါ်မှာလည်းပဲပေါင်ချီကိုလက်မရှိတဲ့အခါကျတော့သူ့သဘောပဲလို့ဒီဖောက်ပြန်တဲ့ရုပ်ပေါ်မှာပိုင်းခြားပြီးတော့မြင်နေတဲ့အတိလေးကလည်းပဲသူ့ပေါ်မှာငါရဲ့လို့တွားပြီးတော့ထင်းနေတယ်။အဲ့တော့ဒီခန္ဓာ၅ပါးရှိတရားဟောက်ပြန်မှုပေါ်မှာမှီပြီးတော့ခံစားမှုနံပညာနံအာယုံသင်္ခါရလေးတွေငြိမ်မှုလေးတွေအတိလေးတွေပေါ်နေတယ်အဲ့ဒီပေါ်နေတဲ့အတိနံပေါ်မှာမိမိတို့ဟာမခွာနိုင်ဘူးမခွာနိုင်တဲ့အခါကျတော့ရောက်တဲ့နေရာမှာတာယာတယ်တရားကိုရောက်တဲ့နေရာတာယာနေခြင်းဒီဘယ်ပေါ်မှာတာယာနေတာလဲခန္ဓာ၅ပါးပေါ်မှာတာယာနေတယ်ဟောက်ပြန်တဲ့ရုပ်တွေနူးညံ့တိမ်မွေးနေတဲ့ပုံမှာရှုရကောင်းမှမသိပဲနဲ့မှိန်ပြီးတော့တာယာနေတယ်။ဟောက်ပြန်မှုကိုမှီးပြီးတော့ခံစားနေတဲ့အတိလေးဒီငြိမ်ပြီးတော့ကောင်းနေတဲ့အတွက်ကြောင့်ဒုက္ခဝေဒနာနာအပေါ်မှာတာယာနေတယ်။အာယုန်သင်္ခါရလေးတွေချုပ်ပြီးတော့ဒီနေတတ်နေတဲ့ခါကျတော့နေတတ်နေတဲ့ပုံမှာငါကောင်းတယ်ဆိုတာလေးကဆွဲပြီးတော့တရားကိုပြန်ပြီးတော့ဆွဲပြီးတော့နေတယ်။ဒီသင်္ခါရခန္ဓာမှမသိဘူးဝိညာဉ်သိမှုလေးကလည်းအတိအကျမရှိတဲ့အခါကျတော့ချုပ်မှုငြိမ်မှုလေးမှာပီတိလေးတွေဖြစ်ပြီးတော့အဲ့ဒီနေရာလေးမှာတရားထုတ်တာဘယ်နဲ့ကျင့်ရှိပြီးငါဘယ်နေရာရောက်နေပြီလို့ဝိညာဉ်ပေါ်မှာငါသွားကတ်နေတယ်ဖယားကဝေဒနာလည်းမမြဲဘူးပညာလည်းမမြဲဘူးသင်္ခါရလည်းမမြဲဘူးဝိညာဉ်လည်းမမြဲဘူးရုပ်ဆိုတာလည်းမမြဲဘူးလို့သူကလက္ခဏာကိုပိုင်းခိုင်းတယ်ဒါပေမဲ့ကိုကတရားကိုကျင့်ရင်းနဲ့အဲ့ဒီခန္ဓာ၅ပါးပေါ်မှာပြန်ตายာနေတယ်။ตายာနေတာဒီမိမိတို့ဒီရုပ်ပေါ်မှာနာမ်ပေါ်မှာအတ္တဒီတက္ကာယဆိုတဲ့ဒိဋ္ဌိကနေမလွတ်ဘူး။မလွတ်တဲ့အခါကျတော့အဲ့ဒီလက္ခဏာလေးတွေတွေ့အောင်ပေါ်ရပြန်တယ်။ပေါ်တဲ့အခါကျတော့မှရုပ်ကိုလည်းရုပ်ပိုင်းခြားပြီးသိမြင်လာတယ်။ဝေဒနာကိုလည်းသိမြင်လာတယ်။ပညာကိုလည်းသိမြင်လာတယ်ဝိညာဉ်ကိုလည်းသိမြင်လာတယ်သင်္ခါရကိုလည်းသိမြင်လာတယ်ဒီစိတ်ကလေးတွေလှုပ်လှုပ်ပုံလေးတွေသိလာတဲ့အခါကျတော့ဒီစိတ်ကလေးတွေရဲ့ဒုက္ခကိုပရဘောတွေ့လာတယ်တွေ့လာတဲ့အခါကျတော့မှဒီစိတ်ကလေးတွေဟာငါမဟုတ်ပါလားအကြောင်းနဲ့အကျိုးကြည့်တော့အကြောင်းနဲ့အကျိုးသူ့လှုပ်သူလှုပ်တာကိုငါလှုပ်တယ်ထင်ပြီးတော့ခန္ဓာ၅ပါးပေါ်မှာငါရဲ့တို့သိမ့်ပိုင်နေပါလားလို့ဒီသိမြင်သွားတဲ့အခါကျတော့မှဆုံးဖြတ်ချက်ချနိုင်တဲ့ဉာဏ်ဒီခန္ဓာ၅ပါးပေါ်မှာဆွဲနေတဲ့ငါလေးကိုဖြုတ်လိုက်တာဖြုတ်လိုက်တော့ဒီခန္ဓာ၅ပါးဒီအနတ္တသူ့လိုလိုဒီဖြစ်တဲ့သူ့လိုလိုအကြောင်းအကျိုးနဲ့မကင်းမဲနဲ့ဖြစ်ချင်းပြချင်းတရားတွေဒီခန္ဓာ၅ပါးရဲ့အနိစ္စသဘောတွေဒုက္ခသဘောတွေအနတ္တသဘောတွေကို
ပိုင်းခြားပြီးတော့သိမြင်သွားတော့ဒီခန္ဓာ၅ပါးငါမဟုတ်အကျိုးတရားပဲလို့သူကသိမြင်သွားတယ်သိမြင်သွားတော့လောကမှာသူကနေရတာလွတ်လပ်တယ်ပေါ်ပါတယ်သူကအယူတွေဒီအစွဲတွေမထားတော့ဘူးမထားတဲ့အခါကျတော့အဲ့ဒီခန္ဓာ၅ပါးပေါ်တယ်ခံစားမှုပေါ်လဲခံစားမှုပေါ်မှန်းလေးသိတာပဲသိပြီးတော့ဘာမှလုံးเสียမလို့သူကသူချက်ချင်းပြက်ချင်းနဲ့ပဲထည့်လိုက်တာပဲကိုယ်စိတ်ကလေးတွေပေါ်တယ်မကောင်းတာပေါ်ကောင်းတာပေါ်မှန်းသိတာပဲသိပြီးတော့ဒီစိတ်ကလေးတွေဖြစ်ချင်းပြက်ချင်းနဲ့ပဲထည့်လိုက်တာပဲအဲ့တော့ခန္ဓာ၅ပါးဒီယုတ်ကပေါက်ပြန်မှုတွေပေါ်လဲသူ့မှာဒီအေးစစ်စစ်ပဲနေနိုင်တဲ့အသိဉာဏ်လေးတွေရလာတယ်ရလာတဲ့အခါကျတော့အဲ့ဒီမှာဒီခန္ဓာ၅ပါးပေါ်ကနေပြီးတော့မိမိတို့ငါဆိုတဲ့တက္ကာယဒိဋ္ဌိဒီအရှိကခန္ဓာ၅ပါးအရှိပေါ်မှာငါရဲ့လို့ထင်တဲ့ဒိဋ္ဌိတလွာပြုတ်သွားပြီမဲ့လို့လွတ်လွတ်လပ်လပ်ကြီးသူနေပြီမဲ့လို့ဒီပြုတ်သွားတဲ့အလွာပေါ်မှာအဲ့ဒီအတိကလေးတည်ပြန်ဖုံးထားတယ်ကိုယ့်ရဲ့အတွင်းအစ္ဆဒတန်တန်မှာရှိနေတဲ့လောဘတရားတွေဒေါသတရားတွေမမာနတရားတွေအိတ်တမစ္စရိယတရားတွေစသဖြင့်ဒီအာယုန်နဲ့တိုက်တိုင်းထထပေါ်တယ်ပေါ်ပေမဲ့လို့သူဒီစိတ်ပေါ်မှာမဆွဲဘူးငါစိတ်ရဲ့လို့ယူပြီးတော့ဆွဲလန်းနေတာမရှိတော့လောဘစိတ်လေးဖြစ်လဲဖြစ်တာသိလိုက်တာပဲဒါပေမဲ့အယူလည်းမရှိဘူးဒေါသစိတ်ကလေးဖြစ်မှန်းလေးသိလိုက်တာပဲဖြစ်ပြီးရင်သူမရှိဘူးသူဖြစ်တုံးခဏပဲပြီးရင်မရှိတဲ့အခါကျတော့ဒီစိတ်ဖြစ်တဲ့ပုံမှာဒီငါစိတ်လို့အယူမထားတဲ့အခါကျတော့လွတ်လပ်နေတယ်သူကလွတ်လပ်နေတဲ့အခါကျတော့အဲ့ဒီနေရာမှာတကွန်လောကထဲမှာပျော်ခြင်းတဲ့သူဟာလွတ်လွတ်လပ်လပ်ကြီးပျော်တော့တာပဲဒီဝိတာခါလို့ပေါ့ဒီအိမ်အောင်သားမွေးတွေပြုပြီးတဲ့အခါကျတော့သူ့မှာလွတ်လွတ်လပ်လပ်ကြီးကိုပျော်တော့တာပေါ့အဲ့လိုဇယက်အတိုင်းကိုသူကပေါ်လာတော့တယ်ပေါ်လာတဲ့အခါကျတော့ကိုယ်စိတ်ကိုလည်းကိုသိပေမဲ့လို့ဒီနောက်ကဒီတတိကလည်းပဲရှေ့ကကျင့်ထားတဲ့အတိညာဏ်ကလည်းပဲမနေပါဘူးသူကဒီတင့်တော်တယ်မတင့်တော်ဘူးစသဖြင့်ပရိသေကတော့ရှိတယ်ရှိပြီးတော့အတွင်းအစဒတန်တန်မှာလည်းပေါ်သည်မြယုံနံပေါ်မှာလွတ်ပြီးတော့သူကနေတယ်နေပေမဲ့လို့ဒီအတိကလေးတည်ခုနလွတ်စိတ်ကလေးတည်ဖြစ်ပေါ်တဲ့သဘောတွေအပေါ်မှာပြန်ဖုံးတယ်လွတ်စိတ်ကလေးကပြန်ဖုံးလာအဲ့တော့လွတ်အောင်နေတတ်တယ်သူကလွတ်အောင်နေတတ်တဲ့လွတ်စိတ်ကလေးတည်ပေါ်လာသည်မြလောဘစိတ်ဒေါသစိတ်ယာဂစိတ်စသဖြင့်ကိုသူကပြန်ဖုံးတယ်ပြန်ဖုံးတဲ့အခါကျတော့ဒီအရှိကိုသူကပြန်ပြီးတော့မျက်ွယ်ပြုတ်တတ်လာတယ်အဲ့တော့ဒါပေမဲ့လို့တရားကမနေတဲ့အခါကျတော့ပေါ်မှန်းသိလာတဲ့လောဘစိတ်ကလေးတွေဖြစ်လာရင်ကိုယ့်ရင်ထဲမှာပူလောင်မှန်းသိတယ်ဒေါသစိတ်ကလေးတွေဖြစ်လာရင်ပူလောင်မှန်းလည်းသိတယ်မမာနစိတ်ကလေးတွေပေါ်လာရင်ပူလောင်မှန်းလည်းသိတယ်အဲ့ဒီစိတ်ကြီးတွေကိုမကြိုက်ပြန်အထူးသဖြင့်အဲ့ဒီနေရာမှာဘာတွေအဓိကပေါ်တယ်လဲဆိုလို့ရှိရင်ယာကစိတ်တွေအဓိကပေါ်တယ်ပေါ်တဲ့အခါကျတော့သူကအဲ့ဒီနေရာမှာကိုယ်တကူစားပဲကိုသိခွင့်ရှိတယ်ကိုဖြစ်တာကိုပဲသူကသိခွင့်ရှိတာကိုရှိတဲ့အခါကျတော့သူကဒီအပြင်မှာလည်းပဲဒီအာယုန်နဲ့တိုက်တဲ့ချိန်မှာအတွင်းအစဒတန်တန်မှာပေါ်လာတယ်အာယုန်ပုံလေးတွေကထထပေါ်တော့ဒီအာယုံပုံလေးတွေထဲမှာခံစားမှုလည်းပါတယ်အာယုံဖော်မှုလည်းပါတယ်အဲ့ဒီမှာသင်္ခါရကလည်းစုပ်ကိုင်းပြီးတော့သူကဒီအလိုကလည်းပဲကန့်ညိတယ်အဲ့တော့ကန့်ညိမှုတွေနဲ့ခံစားရတဲ့သဘောကိုသိပါများလာတော့ဒုက္ခဖြစ်လာတယ်သူကပထမတော့အဲ့ဒီစိတ်တွေပေါ်မှာသူကလွတ်တယ်နောက်တော့ဒီစိတ်တွေရဲ့ဒုက္ခကိုမြင်လာတဲ့အခါကျတော့ဟိုယုတ်ဒုက္ခနံဒုက္ခဒီခံခဲ့ရတော့ကဒုက္ခမျိုးမဟုတ်ဘူးအတွင်းအစဒတန်တန်ထဲမှာလောဘစိတ်ကလေးအလိုလေးပေါ်သွားတာနဲ့ချက်ချင်းရင်ထဲမှာပူလောင်သွားမှန်းချက်ချင်းသိတယ်ဒီမကြိုက်တဲ့စိတ်ကလေးထိုင်ကနေပေါ်လိုက်တဲ့နဲ့ရင်ထဲမှာပူကနေဖြစ်သွားပြီးတော့သိတယ်အရာကစိတ်ကလေးပေါ်သွားပြီဆိုတာနဲ့ရုပ်တွေစိတ်တွေဟာချက်ချင်းငရဲမီးကြတယ်လို့ပူလောင်တက်လာမှန်းသိတယ်သိတဲ့အခါကျတော့အဲ့ဒီဒုက္ခကြီးကိုမခံစားနိုင်တော့တာအဲ့ဒီဒုက္ခကြီးကိုမခံစားနိုင်တဲ့အခါကျတော့မှလွတ်ကြောင်းကိုရှာရတာ
လူကြောင့်ထက်ရှာတဲ့ခါကြတော့တဲ့သူကဒီအောက်ခြေကချင်းကွက်တွေအောက်ခြေကလက္ခဏာရှုနည်းတွေနဲ့သူကသွားလို့မရတော့ပြန်ဘူးအဲ့ဒီနေရာမှာကြတော့လေအဲ့တော့သူ့ရဲ့အလွှာနဲ့သူဆက်ပြီးတော့ကျင့်သွားရတာအဲ့တော့ဦးဇင်းတို့ကတော့ဒီအပေါ်မှာဘာတွေဖြစ်ခဲ့လဲဆိုတဲ့ခါကျတော့အဲ့ဒါလိုလွတ်စိတ်ကလေးနဲ့နေရင်းကနေလွတ်စိတ်ထဲမှာမလွတ်တာတွေကိုပေါ်လာတာပေါ်လာတဲ့ခါကျတော့ကိုယ့်ရဲ့အလိုစိတ်ကလေးတွေထထပေါ်တယ်မကြိုက်တဲ့စိတ်ကလေးတွေထထပေါ်တယ်အဲ့ဒီตาရတဲ့စိတ်ကလေးတွေထထပေါ်တယ်ကန့်ကြီးတဲ့စိတ်ကလေးတွေထထပေါ်တယ်အဲ့ဒီမှာဦးဇင်းတို့ဒီစိတ်တွေကိုခွဲခြားပြီးတော့မသိမြင်သေးပါဘူးဒီနေရာမှာစိတ်ဖြစ်ရင်ဒုက္ခဒီဖြစ်တယ်အဲ့ဒီလောဘအလိုလေးတွေဖြစ်ရင်ဒုက္ခဝေဒနာနံခံစားမှုကပူလောင်သွားတယ်သူကဝေဒနာကငရဲမိကြတယ်လို့ပဲဒါဒုက္ခဝေဒနာလေးကငရဲမိကြတယ်လို့ကိုပူလောင်တာဒါရင်တော့ကဒုက္ခဝေဒနာပေါ်မှာတာယာပြီးတော့နှစ်သက်တယ်အခုဒုက္ခဝေဒနာလေးကို၌ကိုကငရဲမိကြတယ်လို့ပူလောင်တာရုပ်ဒုက္ခစိတ်ဒုက္ခကိုသူကဒီဖြစ်ပေါ်စေတာကိုဒုက္ခဖြစ်ကြောင်းကိုသူကထပ်မြင်တယ်မြင်တော့လောဘဆိုတဲ့အလိုလေးတွေပေါ်နေတယ်ဒေါသဆိုတဲ့အလိုလေးတွေပေါ်နေတယ်ရာဂဆိုတဲ့အလိုလေးတွေပေါ်နေတယ်ပေါ်နေတဲ့အခါကျတော့ကိုမကြိုက်တော့အဲ့တော့မကြိုက်တဲ့အခါကျတော့ဒီအကြောင်းကိုပြန်ပြီးတော့ရှာတော့ဒါပေမဲ့လို့ तू ကလည်းသူ့လန်းသူထွက်အောင်လည်းပဲတရားကပို့တာပဲဦးဇင်းတို့လှုပ်လို့လည်းမရအောင်မရတဲ့အခါကျတော့အဲ့ဒီတော့ဘုံဘုံကြီးတို့ပြန်တော်မူသွားတဲ့အခါကျတော့ဒီကိုယ့်ရဲ့အာယုန်ထဲမှာကျတော့သူကဒီကြောင်းနေပရိသတ်တွေနေရတာကိုမပျော်တော့စိတ်ကမပျော်တော့ဘာဖြစ်လို့လဲဆိုတော့ငါဒီထဲမှာနေအတာယာမှုတွေလိုချင်မှုတွေဖြစ်ချင်မှုတွေဒီစိတ်တွေကကိုကမလွတ်သေးတာကိုမလွတ်တဲ့အခါကျတော့အဲ့ဒီဒီကြောင်းဆိုတဲ့အရေးအာဝါဒတွေပရိသတ်ဆိုတဲ့အရေးအာဝါဒတွေဟာကိုပြန်နှစ်နေတယ်လို့ခံစားရတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်အာယုံမှာလည်းပဲထင်ထင်ရှားရှားပေါ်နေတာကတော်တော်ကိုပေါ်နေတယ်အဲ့တော့တော်တော်ပေါ်နေတဲ့အခါကျတော့ဒီတောရကိုပဲကိုကသွားခြင်းတယ်အဲ့တော့ကိုမပင်နိုင်သေးတဲ့စိတ်တွေကိုငါတောရမှာဒီထုတ်ဆောင်ပြီးတဲ့အခါကျတော့လွတ်လပ်ကြီးရှုရအောင်ပဲကိုလန်းကိုသူကပေါ်တယ်ဒီတရားတွေကျင့်လာရင်သူကကိုလန်းကိုသူကအချိန်တန်လို့ရှိရင်ပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့အဲ့ဒီလိုမျိုးဒီ2023မှာအဲ့ဒီတောရကိုသွားရတယ်ဒါပေမဲ့ဒီတောရသွားတဲ့အခါလေဒီသူဆန်းနာကကိုရဲ့ဒီဘယ်တော့သွားမယ်လို့ကိုမှမရှိဘူးဒါပေမဲ့ဒီတရားတွေကသူ့ရဲ့နေရာဒီကျင့်ခဲ့မှုတဲ့နေရာတွေကိုပြန်ပြီးတော့ပေါ်ပေးတယ်တွေ့ခဲ့မှုတဲ့သူတွေနဲ့ပြန်ပြီးတော့ခေါ်ပေးတယ်အဲ့တော့အဲ့နေရာမှာလည်းပဲဘယ်တော့သွားရမယ်ဆိုတာလည်းမသိပါဘူးမသိတဲ့အခါကျတော့ဒကာဓမ္မတွေကအဲ့ဒီမှာကျောင်းဒီနေရာတစ်ခုရေတွေလှူတယ်ကျောင်းနေဘယ်နေရာမှာရှိတယ်လှူတယ်ဘယ်နေရာမှာအားထုတ်ချင်တယ်လဲပြောပါအဲ့နေရာမှာကျောင်းဆောက်ပေးမယ်အဲ့ဒီလိုပြောတယ်ဦးစင်းစိတ်ထဲမှာမရှိဘူးလက်မခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါဘုံဘုံကြီးတို့ပြန်လွန်တော်မူကားလည်းဖြစ်တယ်ကိုကလည်းပဲတရားကဆွဲခေါ်နေတဲ့အခါကျတော့မဖြစ်မနေသွားရမယ်ဒါပေမဲ့သွားတဲ့ပုံမှာဒီကရမတွေကဒီမြေကွက်ကိုလှူပါတယ်ဒီကျောင်းလေးကိုလှူပါတယ်လို့ဒီကျောင်းလေးစောက်ပေးပါမယ်လို့ဦးဇင်းကလက်ခံရင်ဒီဘက်လောကီမှာကြတော့သမုဒိသစ္စာနေမှာကြတော့ဘုံဘုံကြီးပြန်လွန်တော်မူကားဆိုတော့ကျောင်းတိုက်ကကွဲသွားပြီဒါဥတိခကဒီထွက်သွားပြီအမြင်နေဆောင်ပါလဲဆိုတယ်အဲ့တော့ဦးဇင်းစိတ်ထဲမှာကအဲ့လိုကြောင့်မဟုတ်ဘူးကိုယ့်ရဲ့ဒီလွတ်လန်းကိုရှာတဲ့အခါမှာကိုလွတ်လန်းတစ်ခုပဲဥတီးပြီးတော့သူကြရာအာယုံပေါ်မှာသွားခြင်းတဲ့အခါကျတော့ခိုက်တန့်သဘောမျိုးနဲ့ကိုလွတ်ချောင်းကိုရှာဖို့အတွက်အဋ္ဌံပြုရတယ်ပြုရတဲ့အခါကျတော့သူကသူမှန်ကန်တဲ့နေရာကိုဒီချပေးပါအဲ့တော့ဒါဒူတင်နေဦးဇင်းတို့ဒီစိတ်ဝင်စားတဲ့အခါကျတော့ဒီဒူတင်ဆောင်တဲ့ယဟန်တစ်ပါးနဲ့ဦးဇင်းတို့အကြောင်းတိုက်ဆိုင်ပြီးတော့စုံတဲ့အခါကျတော့အဲ့နေရာကိုရောက်အောင်သွားပြီးတော့
အဲ့ဒီဆရာတော်နဲ့တွေ့တဲ့အခါကျတော့တပည့်တော်ဒီလိုကိုဖြစ်ချင်တာလေးကိုလူတင်ဆောင်နည်းလေးတွေကိုသင်ပေးနိုင်မလားရတယ်ရှင်ဘုရားလာတဲ့ချိန်မှာဘာမှယူမလာနဲ့ဘာမှလည်းဒီတဲမလာနဲ့အကုန်လုံးကိုလွှတ်ချခဲ့လိုက်ပရိသတ်ပရိဘောဓအကုန်လုံးဖြတ်ကျောင်းပရိဘောဓအကုန်လုံးဖြတ်အဲ့ဒါလိုဖြတ်နိုင်ရင်လာခဲ့တော့အဲ့ဒါဦးဇင်းတို့ကလည်းပဲဒီကျောင်းမှာတာကြီးမှုတွေဖြစ်တဲ့ဆရာတော်တို့ဒါဆရာကြီးတို့ပေါ်မှာလည်းပဲယုံတည်မှုနဲ့ဦးဇင်းတို့တွားကျင့်ကျင်တယ်အဲ့နေရာကိုခွန်ပေးပါအဲ့တော့ကျင့်ကွင်တွေမှာကြတော့ကျင့်ကွင်ချင်းနားလေရတဲ့အတွက်ကြောင့်ဆရာတော်တို့ကလည်းခွန်ပြုပေးတယ်ပြုပေးတဲ့အခါကျတော့ဦးဇင်းကလည်းအကုန်လုံးဖြတ်တောက်သွားတာပဲ